စင်မောင်မှာလူရှင်တော်ကိုဒုံနဲ့ရိုက်ကအဆက်ကွဲခဲ့တဲ့အပြုံမို့ကြောင့်ဝေဖန်ခံနေရတဲ့အောင်စမှုဇသပင်လောကမှာနာမည်တစ်လုံးနဲ့အောင်မြင်မှုရရှိထားပေမဲ့မကြာခဏဆိုသလိုဝေဖန်မှုတွေပြဿနာတွေနဲ့ရင်ဆိုင်ရလေရှိတဲ့မင်းသားအောင်စမှုကတော့အခုတခါမှလည်းပြည်သက်တွေကြားထဲမှာအကြီးကျယ်ဒေါသထွက်စရာကိစ္စတစ်ခုကိုဖန်တီးလိုက်ပြန်ပါပြီ။ကိုရလောက်ငယ်သားလူရှင်တော်တို့ကိုလူမြင်ကွင်းစင်မြင့်ထက်မှာကိုတီလက်ရောက်ကျွန်းလွန်လိုက်တဲ့သူ့ရဲ့လုပ်ရက်ကတော့လက်ရှိလူမှုကွန်ရက်စာမျက်နှာပေါ်မှာအပြင်းထန်ဝေဖန်မှုတွေခံစားနေရတာလည်းဖြစ်ပါတယ်။ပြဿနာရဲ့အစားကတော့ရန်ကုန်တိုင်းလိုင်မြို့နယ်မှာကျင်းပပြုလုပ်ခဲ့တဲ့အောင်စမှုဇက်အဖွဲ့ရဲ့တပင်ရာသီနှုတ်ဆက်ပွဲအထူးဖျော်ဖြေပွဲကြီးမှာစတင်ခဲ့တာလည်းဖြစ်ပါတယ်။တပင်ရာသီပိတ်ပွဲဖြစ်တဲ့အလျောက်ဒီပွဲကိုလာရောက်ကြည့်ရှုသူတွေပရိသတ်တွေကအများပြားရှိသလိုတနိုင်ငံလုံးကအဝေးရောက်ပရိသတ်တွေကပါအချိန်နဲ့တပင်ကြီးကြည့်ရှုနိုင်အောင်ဓာတ်ရိုက်လိုက်လွှင့်ပြီးတော့တင်ဆက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ဇက်ပွဲရဲ့အသက်သွေးကြောလို့ခေါ်လို့ရတဲ့မွန်းလင်းပိုင်းနှစ်ပါးသွားကားပြဖျော်ပြနေချိန်မှာအောင်စမှုဇက်အဖွဲ့ကလူရှင်တော်ရွှေမိုးဟာစင်မော်ကနေခဏဆင်းပြီးတော့စစ်လိတော်တောက်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုမိမိကပြနေချိန်မှာအရေးပါတဲ့လူရှင်တော်တယောက်ကနေရာကနေခဏပြောက်သွားတဲ့အလုပ်ရက်ကိုဇက်ဆရာဖြစ်သူအောင်စမှုကအပြင်းထန်ဒေါသထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒေါသကိုမထိန်ချုပ်နိုင်တဲ့အဆုံးမှာတော့အောင်စမှုဟာလူရှင်တော်ရွှေမိုးကိုစင်မော်မာတဲ့လူမြင့်ကွင်းရှေ့မှာဒုံနဲ့ရိုက်နှက်ပြီးတော့အပြစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အနုပညာရှင်တရားအတွက်စင်မြင့်ထက်ဆိုတာအင်မတန်မှမြင့်မြတ်ပြီးတော့ဂုဏ်ယူစရာကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ထောင်ထဲချီတဲ့ပြည်သက်တွေရှိမှပြီးတော့တနိုင်ငံလုံးရှိရှုနေတဲ့လိုက်အစီအစဉ်ကြီးထဲမှာပါအခုလိုကလေးတယောက်လိုဒုံနဲ့အရိုက်ခံလိုက်ရတဲ့လူရှင်တော်ရွှေမိုးရဲ့အဖြစ်ကတော့တကယ်ကိုရင်နာစရာပါပဲဗီဒီယိုမှတ်တမ်းတွေထဲမှာဆိုရင်အရိုက်ခံလိုက်ရတဲ့အချိန်မှာရွှေမိုးတယောက်အတော်လေးကိုမျက်နှာပြတ်သွားပြီးအကြီးကျယ်အဆက်ရသွားတာကိုပြည်သက်တွေထိထိရှားရှားမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ဘယ်လိုလူသားတယောက်မှကိုယ့်ရဲ့လုပ်ငန်းဝင်ထဲမှာဒီလိုမျိုးလူလုံးသူလုံးအဆက်ကွဲခံရတာကိုလွယ်လွယ်ကူကူနဲ့လက်ခံနိုင်မှာမဟုတ်ပါဘူးဒီလိုပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့်လူရှင်တော်ရွှေမိုးဟာပွဲအပြီးမှတင်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာသူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာတဆင့်အောင်စမှုဇက်အဖွဲ့ကနေနှုတ်ထွက်မယ်ဆိုတဲ့အကြောင်းအရာကိုဝန်နဲ့ခံမြင်စွာနဲ့ရေးသားဖော်ပြခဲ့ရလဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဇက်အဖွဲ့အတွင်းဘလို့နားလည်မှုတွေညှိနှိုင်းမှုတွေရှိသွားခဲ့လေအတိအကျတော့မသိသေးပါဘူး။အဆိုပါပို့ကိုပြန်လည်ပြတ်ချသွားခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့ပြည်သက်တွေရဲ့ရင်ထဲမှာတော့အောင်စမှုရဲ့လက်ရအပေါ်အတော်လေးကိုစိတ်ပြက်အမြင်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်ရှင်။ခေါင်းဆောင်တယောက်ဆရာကောင်းတယောက်အနေနဲ့ကိုယ့်ရဲ့တပည့်လက်အောက်ငယ်သားတွေအပေါ်မှာစီကံတင်ကြံခွင့်အမားလုံးရင်တုံတင်ဆုံးမခွင့်တွေရှိတာမှန်ပါတယ်။ဒါပေမဲ့ဆုံးမတယ်ဆိုတာကလည်းနေရာဒေသအချိန်အခါနဲ့နီးလဲမှန်ကန်ဖို့အင်မတန်မှအရေးကြီးပါတယ်။လူတယောက်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ကိုထီလက်ရောင်ရိုက်နှက်အပြစ်ပေးတာမျိုးအများပြည်သူတွေရှင်းမောင်းမှာအဆက်ကွဲတာမျိုးကတော့ခင်မီတိုးတက်လာတဲ့ဒီကနေ့လူအဖွဲ့အစည်းမှာလုံးဝလက်ခံနိုင်စရာအကြောင်းတော့မရှိပါဘူး။အောင်စမှုရဲ့ဒီလုပ်ရဟာသူကိုယ်တိုင်ရဲ့အမှုပညာသိက္ခာကိုကြဆင်းစင်ုံသာမကပဲတပင်လောကတစ်ခုလုံးရဲ့ပုံရိပ်ကိုပါထိခိုက်စေတဲ့အပြုအမူတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးပဲဖြစ်ပါတယ်ရှင်။